မင်္ဂလာပါရှင်ကျမဒီနေ့လက်ဆောင်ရထားတဲ့ board game လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်အဲ့ဒါလေးလုံးနဲ့ပေါ့နော်ဆော့ဘူးခဲ့ကြတဲ့ Monopoly ဆိုတဲ့ game လေးတစ်ခုပဲဖြစ်ပါတယ်ရှင်လေးရဲ့အဓိက essence လေးကတော့ကျမတို့အနေနဲ့ financial planning ဘိုင်းလေးတွေပါပါတယ်ဒီ board game လေးမှာဆိုလို့ရှိရင်ဒီ player တွေအကုန်လုံးကနေပြီးတော့မှကိုယ့်ရဲ့ဒီ cash လေးတွေပါမယ်နောက်ပြီးတော့မှဒီ cash နဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့ငွေကြေးစီမံမှုတွေgame ရဲ့သဘောတဘာဝအရာ hotel တွေတိစောက်တာတွေအိမ်တွေဝယ်တာတွေကားတွေဝယ်တာတွေ transportation တွေနောက်ပြီးတော့income tax တွေပါဝင်တာတွေ mortgage ပေါ့နော်ဒီငွေကြေးချေးငှားတာတွေဒီအပိုင်းတွေလည်းပါဝင်မှာဖြစ်ပါတယ်အဲ့တော့ဒီ game လေးကဘာများထူးခြားနေလဲဆိုတော့တခြားတော့မဟုတ်ပါဘူးကျမတို့ဒီ AIA စင်ကာပူကနေပြီးတော့မှကျမလက်ဆောင်ရခဲ့တာဖြစ်ပါတယ် Mr. Tan Kim Chong ကနေပြီးတော့မှ MDRD ဖြစ်တာရောနောက်ပြီးတော့သူ့ရုံးကိုလာလည်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီ board game လေးကိုအမှတ်တရအဖြစ်လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်ဒီ board game လေးကိုအတူတူ unboxing လုပ်ကြည့်ကြရအောင်ကောင်းပြီဒါဆိုလို့ရှိရင်ဒီထဲမှာဗာလေးတွေပါလဲကြည့်ကြရအောင်ပြီးတော့ဒီဖုန်းလေးကိုဖွင့်လိုက်တော့ဒါကတော့ပထမဦးဆုံးတွေ့ရတဲ့ဒီ board ဖြစ်ပါတယ်เนาะ Monopoly ရဲ့ board Better Life with AIA ဆိုပြီးတော့မှကျတို့ဒီ board လေးရင်စပြီးတော့ပါပါတယ် Okay ဒါဆိုလို့ရှိရင်ဒီ board game အပြင်အထဲမှာဗာလေးတွေပါလဲဆိုတော့ကျမတို့အတွက်အရေးကြီးတယ်ပတ်စံပါပါတယ်နောက်ပြီးတော့ဒီဆော့မဲ့ဒီ wild card လေးတွေပါပါမယ်ရှင်နောက်ပြီးတော့ကျမတို့ဒီမှာတဦးတစ်ယောက်ချင်းစီတအိမ်ချင်းစီအတွက်ကိုရွှေ့ဖို့အတွက်ပေါ့နော်ဒီမှာထူးခြားခြားဒီလိုမျိုးလေးတွေ point လေးထောက်သွားလို့ရတဲ့အရာလေးတွေရှိတယ်ဒီမှာတော့ထူးထူးဆန်းဆန်းလေး AI စင်ကာပူကထုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့မာလိုင်းယန်လေးတွေရဲ့စင်ကာပူမှာရှိနေတဲ့အထင်ကြီးရနေရာလေးတွေအဲ့ဒီပုံစံလေးတွေနဲ့လုပ်ထားတာဖြစ်ပါတယ်ဖလားလေးတွေလည်းပါပါတယ်โอเคနောက်ဗာလေးကြံသေးလဲဆိုလို့ရှိရင်ဒီမှာကတော့ကျမတို့အိမ်လေးတွေပေါ့နော်အိမ်လေးတွေရဲ့နောက်ပြီးဒီ game ရဲ့အဓိကကျမတို့ရွှေ့ဖို့အတွက်ကိုဇာတုံးလေးနှစ်ခုလည်းပါဝင်တာဖြစ်ပါတယ်ရှင်ဒါစင်ကာပူကနေပြီးတော့မှအဓိက customize လုပ်ထားတာဆိုတော့စင်ကာပူရဲ့အထင်ကြီးရနေရာလေးတွေကျမတို့နော်တွေ့ရပါတယ်ဒီ Gardens by the Bay တို့ဒီ Merlion တို့နော်ဒီMarina Bay Sands တို့စသည်ပေါ့နော်ဒီဟာလေးတွေအကုန်လုံးတွေ့ရပါတယ်ဒီရဲ့အခါကျတော့မှ Live Better with AIA ဆိုတဲ့ slogan လေးနဲ့အတူပေါ့နော်ဆိုရင်ကျမတို့ဒီမှာစပြီးတော့မှကြည့်မယ်ဆိုရင်ဒီအဓိကကျမကြီးနဲ့ပတ်သက်တဲ့ screening တွေအတွက်ပါမယ်နောက်ပြီးတော့ AIA ရဲ့ protection premium အကြောင်း AIA Tampines အကြောင်းတယောက်နဲ့တယောက်နဲ့လည်းဒါ chance တွေပေးဖို့အကြောင်း financial planning အကြောင်းကျမကြီးအတွက် football training စသည်အပြင်ရှိတယ်နောက်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်လည်းစင်ကာပူက nature park တွေအကြောင်းเนาะနောက်ပြီးတော့ဒီ AIA Alexandria ပေါ့เนาะရှိတဲ့ဒီနေရာလေးကိုပြတာရယ်နောက်ပြီးတော့ခုနကကျမတို့အနေနဲ့လိုအပ်လို့ရှိရင်ဒီ mortgage ယူတဲ့အပိုင်းလေးတွေ smart home system လေးတွေပါပါတယ်နောက်ပြီးတော့အဓိကက fine dining လေးတွေလည်းပါတယ်နောက်ပြီးတော့ AIA ရဲ့ဒီ platinum plan တွေလည်းလေ့လာလို့ရတယ် AIA tower လည်းပါပါတယ်နောက်ကျမတို့ရဲ့ Tottenham ရဲ့ hotspot ရဲ့ပေါ့နော်ဒီ experience ဆိုတဲ့အပိုင်းလေးတွေပါပါတယ်yacht နဲ့သွားလေးပါတယ်စသည်အဖြစ်အများကြီးပါပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်လည်း AIA ရဲ့ Wealth Center ဆိုပြီးတော့မှလည်းဖော်ပြထားပြရလေးတွေရှိတယ်နောက်ဆုံးဒီဘက်မှာတော့ AIA ရဲ့ retirement funding အနေနဲ့လည်းဒီ board game လေးမှာအကုန်လုံးတည်တည်ချာချာလေးတွေစီမံပေးထားတာကိုတွေ့ရပါတယ်ရှင်ဒီတော့ဒီနေ့ကျမတို့ရဲ့ဒီ Monopoly board game လေးပေါ့နော် AIA စင်ကာပူကရလာတဲ့ board game လေးအကြောင်းကို unboxing အတူတူလုပ်ကြတဲ့အတွက်ကြောင့်မလို့အားလုံးပဲနှစ်ချိုက်သဘောကျလိမ့်မယ်လို့ထင်မိပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်